32ရက်သားချန်ပုံစံလေးတော့ကွဲသွားပြီပူချိန်29.6ရှစ်အေးဆုံးပုံစံကိုထိန်းထားပါတယ်ဒါကတော့32ရက်သားဒိဋ္ဌာ30-40လောက်ရှိပြီပြီးတော့ကျွန်တော်တို့ကစားသုံးမှုလက်ထဲမရောက်ခင်ဆိုရင်9ရက်လောက်အလုံးမှာကျွန်တော်တို့ဒါကုသစေးအားစေးမှမတိုက်တော့ဘူးစားသုံးမှုလက်ထဲရောက်နေတယ်ကျွန်တော်က36ရက်သားဆိုတာနဲ့ဒိဋ္ဌာ60ပြီးပြီးတော့ကျွန်တော်ချက်ထုတ်ပြီး45ရက်ဆိုရင်ကျွန်တော်ချက်ပုံပါပြီဟုတ်ကဲ့ကျွန်တော်9ရက်လောက်10ရက်လောက်ပဲထားပါတယ်32ရက်သားဒိဋ္ဌာပုံလို့ချက်ရမ်းကောင်းပါတယ်များအေးကိုကြိုက်လာတယ်အေးကိုကြိုက်တဲ့အတွက်သူ့ရဲ့လေဝင်ပေါက်တွေကဒီ cooling system တွေလည်းရှိတယ်အဲဒီ cooling system ကပဲကျွန်တော်တို့ control power အပူချိန်မြင့်လာပြီဆိုရင်ဒီချပြီးအေးအောင်လုပ်ပေးတဲ့စနစ်တွေနဲ့ကျွန်တော်တို့ဒီ fan တွေမှာသွားပါတယ်သူ့ရဲ့အေးကြိုက်တယ်ပူလာပြီဆိုလည်းချက်ကအစာမစားဘူးထပ်ပြီးပူလာမယ်ဆိုရင် heat stroke ဆိုတဲ့ရောဂါနဲ့ချက်အပူတေသွားနိုင်တယ်ဟုတ်ကဲ့ဒါတော့39ရက်သားချမ်းပါရောင်းချက်ရောင်းနေပါပြီပြီးတော့ WD fan ချန်နေအားလုံးက AI control auto system နဲ့ကျွန်တော်တို့ဝင်မှုထိချုပ်ထားပါတယ်ကိုကန်တိုက်ဝါချန်နေဆိုလဲကျွန်တော်တို့ဝန်ထမ်းတက်တော့စနစ်တွေညှိပြီးတော့ကျွန်တော်တို့ဝေးထားတဲ့စနစ်အကြောင်းလိုက်ပြပေးတယ်သူကတော့ချက်ကြီးချန်ဖြစ်တဲ့အတွက်ပန်ကားတွေအကုန်လုံးကလည်းလဲတယ်အဲထဲမှာအရန်အေးနေပါချက်ကလည်းအကြိုက်အားဖြစ်လို့လဲ36ရက်သားနဲ့ကျွန်တော်တို့လူချင်းတဲ့ဝင်တောင်းရရှိတာဖြစ်တယ်24နာရီစားနိုင်တယ်ဆိုတော့36ရက်သားနဲ့မိတာ60အောက်ထိဝိတ်တော့ရရှိတာဟို WD France ဆိုရင်တော့ CP ကုမ္ပဏီသုံးတယ်မာတီသုံးတယ်မိုးအားဆန်သုံးတယ်အာဒီလေးသုံးပါတယ်အဓိကတော့ကျွန်တော်တို့ယူရိုဆေးတွေကိုအဓိကထားသုံးပါတယ်ဒါဆို Toyota CP ကုမ္ပဏီကဒါဆိုအသေးစိတ်ဒီပါရီရန်မိုးအားဆန်မာတီဒါဆိုရင် Aerosol ကျွန်တော်တို့မာတီကုမ္ပဏီကယူရိုနယ်သာလန်ဆေးတွေပါတော့အဓိကထားပြီးတော့ယူရိုဆေးတွေအဓိကထားပြီးသုံးပါတယ်အဲ့တော့ကျွန်တော်တို့ WD ကောင်းဖန်ကိုသွားမှာပဲနွားကြံကြီးကိုသွားပါမယ်ရောက်ပြီကျွန်တော်ရဲ့အားတွေပါဗျာဒီ WD ကောင်းဖန်တော့ရောင်းမှုမဟုတ်ပါဘူးကိုဗန်နီအင်းနဲ့ကျွန်တော်တို့အလူတွေအတွက်တီးတန့်ပဲငွေရတာပါရောင်းမှုမဟုတ်ပါဘူးဒါဆိုလည်းရှင်လူတွေညီကိုနှကောင်ပါဒီဇွတ်တွန်ဖန်ရဲ့အငယ်ဆုံးလေးဦးမြင့်ဦးပါဒါကတော့ဦးစီးဆရာကိုလက်ပါဒါကတော့စရေးကိုကျော်ရင်တောင်ပါ